ဒီနေ့မှာတော့ကျွန်တော်ရဲ့မောင်ချိုးကြီးရယ်ကျွန်တော်တို့ Soul vs Skin နှစ်ကောင်နဲ့တွားကြုံမယ်ဗျကျွန်တော်ကတော့ A မုံကင်မယ် तू ကတော့ စော်လေးဖြစ်တယ်ဟန်နာဘီကင်မယ်ကျွန်တော်ကတော့ A မုံပါချိုးကတော့မိန်းမဗျာကျွန်တော်မိန်းမ ကိုကကျွန်တော်မိန်းမလေ ရော့လीမင်းကငါမိန်းမကဲလန်ဆလောမောင်လေးတမရစားပြရတယ်မောင်လေးရော့ဟေးတယ်ကွာရောအေးမကြီးအဲ့လောက်ကျန်းတာလားပြောင်းငါပွဲတာစားတာခုချင်းကြီးဘလူးဘတ်ကိုမစားရဘူးကွာအဲ့လိုမျိုးဘက်ကလာစားတာ အာဒီလဲဘလို့အာဒီမရှိဘူးတုံးသွားရအောင်ဒီမှာရောခဏငါဘတ်စားလိုက် သူ့တော်ချိုးမယ်လေလား ခဏလေးဒီဘတ်စားမယ် အမီလူချိန်မအဟောရောက်ရင်မောင်းဆိုးမင်းရှောက်တာမိရလား အဲ့ဒီအဲ့ဖွင့်သေးပါ ကြားလိုက်တယ် ဝုန်းနဲ့အတန်ကြားလိုက်မှာလားဝုန်းဆို ကြားလိုက်တယ် ဝုန်းဆိုရှော့တာ ခုမှပဲပတ်စားရတော့ကွာဘလူးဘတ်ကိုခဏဆောက် အနာလေးလည်းနှစ်ကောင်လုံးရှော့နင်းဆိုင်နဲ့ အားရလိုက်မောင်လေးတမန်ရစားပြရတယ်မောင်လေးအားရောက်ရင်တပတ်သေးရမယ်ရတယ်ရောက်ရင်ငါတော့ကျွန်တော်လုပ်နေငါတော့ပြီးကွာ တေးထားခဲ့တာနော်အမအဲ့ကောင်မပြီးပဲ ဟာရောက်ရင် ဒီမှာ ကားဘာကြီးတော့ ဘာလို့ လာရောက်ရင်တော့တက်ခိုင်းနေငါတို့ကတောက်ခိုးရမှာ အချိုးပြန်မလို့ ဟုတ်တယ်တောက်ချိုးပြန် လောတော့လိုက်မလား လောရောက်ရင်လောနောက်လိုက်တာငါသေးတာပဲဟာ ဒီဝီသားလေးထည့်လိုက် လူလီဝီသားလေးတော့ရောရောက်ရင် ဆောင်းတယ်နော်လိုက်တော့တော့မနှချက်ပဲရောက်ရင်သေးဘူးလားအော်စားပါစက်ကြနေကောင်သေးသွားတာဟာရောဒီပွဲတော့ရောက်ရင်ငါတို့နိုင်ကိုနိုင်ရမှာရောက်ရင်မြမလောက်ပါဟာငါတို့နိုင်ကို ဒီပါအပြင်မထွက်တာ မောင်းချိုးမင်းစေးထိုးလဲယူထိုးလဲရတယ်နော်ဆိုပတ်တဲ့ event ကတော့တလပိုင်း9ရက်နေ့မှာရောက်ရှိလာပါပြီ Premier Supply မှာဆိုရင် Phase 1နဲ့ Phase 2ဆိုပြီးလာမယ် Phase 1ကိုတော့တလပိုင်း16ရက်ကနေတလပိုင်း20ရက်နေ့ထိလာမယ် Phase 2ကိုတော့တလပိုင်း23ရက်ကနေတလပိုင်း29ရက်နေ့ထိလာမှာဖြစ်တယ်ဒီ event မှာဆိုရင် Click Sicilian Hanabi Amon Vanilla တို့ရဲ့ Soul vs Skin နောက်ထပ်ကျွန်တော်ခုပြထားတဲ့ item လေးတွေလည်းလှည့်ရင်းနဲ့ရရှိမှာပဲဖြစ်ပါတယ် Soul vs Skin တကောင်ကိုတော့ coin 1200နဲ့လဲလို့ရမှာဖြစ်ပြီးတခြား record chat bubble elimination effect ဘာညာတွေကိုလည်း coin နဲ့လဲလို့ရမှာပဲဖြစ်ပါတယ်